ngole keti channel panina mimal ki momwa ke nge to tung pen leitung pilna te zangina new gen sak ding hiange toina bang hiam chile ai te ai apil hiam asiam hiam akizang thei ma hiam chi test di nemo hi to ki saina ai new gen sak di ni Israel နဲ့ Palestine တို့တွင်လှုပ်ရှားမှုများဆက်လက်ဖြစ်ပွားလျက်ရှိသည် မကြာသေးမီကအနောက်ဘက်ကတွင်ပါလက်စတိုင်းများချင်းစစ်ဆက်ဆွေးနွေးခဲ့ရန်အစ္စရေးတပ်ဖွဲ့ဝင်များသည့်ကြောက်ခဲများဖြင့်ပြစ်ပေါက်ခံရပြီးတဦးတည်ဆုံးကတဦးတန်ရာရရှိခဲ့သည် ထို့အပြင်အထက်လွှတ်တော်အမတ်ဒီဂါဇာကမ်းမြောင်ဒေသအခြေအနေတင်တစားကံများလူမြောက်ရေးပူးပေါင်းကြိုးပမ်းမှုများကိုဆွေးနွေးရန်နေတန်ယာဟုတင်ဖုံးခေါ်ဆိုခဲ့သည် ကြည့်ရှုရန်အဓိကတိုးတက်မှုအချို့စတားဂါဇာအခြေအနေတစားကံများလူမြောက်ရေးကြိုးပမ်းမှုများကိုအမေရိကန်နှင့်အစ္စရေးတာဝန်ရှိသူများကြားဆွေးနွေးလျက်ရှိသည် စတားအနောက်ဘက်ကပဋိပက္ခများအစ္စရေးတပ်ဖွဲ့များတင်ပါလက်စတိုင်းတို့ကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအသည့်အပြောက်များခဲ့သည် စတားသံတမန်ရေးရာကြိုးပမ်းမှုများအထက်လွှတ်တော်အမတ်နေတန်ယာဟု၏ ခေါ်ဆိုမှုကဲ့သို့နိုင်ငံတကာတွင်ပါဝင်ပတ်သက်မှုသည်ဆက်လက်ဖြစ်ပေါ်နေသောတန်တမန်ရေးဆိုင်ရာလှုံ့ဆော်ချက်များကိုကြိုပြနေသည် နောက်ဆုံးဝမ်းမှန်မှုများအတွက်လိမရနိုင်ပါသို့မဟုတ်အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြောင်းဖော်ပြသည့်အခြားနာမည်ကြီးသတင်းများကဲ့သို့သောတိုက်ရိုက်သတင်းရင်းမြစ်များကိုစစ်ဆေးကြည့်ပါ ရရှားနိုင်ငံရှိနောက်ဆုံးရသတင်းများကိုရှာဖွေရန်သတင်းနိုင်ငံရေးယဉ်ကျေးမှုနှင့်စီးပွားရေးအပါအဝင်အကြောင်းအရာအမျိုးမျိုးအတွက်ထောင်နှင့်ချီသောဆောင်းပါးများနှင့်ဗီဒီယိုများကိုပေးဆောင်ပြီးကိုစစ်ဆေးနိုင်ပါသည်တင်သွင်းနိုင်သောဖြစ်နိုင်ခြေရှိသောအကြောင်းအရာအချို့ပါဝင်သည် စတားလက်ရှိဖြစ်ရများယူကရင်ပဋိပတ်ခစီးပွားရေးပိတ်ဆို့အရေးယူမှုများသို့မဟုတ်တန်တမန်ရေးရာကြိုးပမ်းမှုများအပေါ်အတိတ်များစတားနိုင်ငံရေးအစိုးရဆုံးဖြတ်ချက်များပူတင်၏လှုံ့ဆော်ချက်များသို့မဟုတ်နိုင်ငံခြားရေးမူဝါဒတိုးတက်မှုများစတားယဉ်ကျေးမှုရရှားနိုင်ငံမှအမှုပညာစာပေဂီတသို့မဟုတ်ရုပ်ရှင်သတင်းစတားစီးပွားရေးသတင်းများ ကုန်သွယ်မှုအတိတ်များသို့မဟုတ်ငွေကြေးဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းနောက်ဆုံးပေါ်အချက်အလက်များအတွက်ရရှားတို့တိုက်ရိုက်သွားရောက်ကြည့်ရှုရန်စဉ်းစားပါတိကျသတင်းများသို့မဟုတ်အရေးအမြစ်များကိုရှာဖွေရတွင်ကူညီလိုပါသလားဤဒီမှာလက်တလောတရုတ်သတင်းဝမ်းမှန်မှုများတစ်ထပ်ဖြစ်သည့်စတားအိန္ဒိယသည်တရုတ်သံမဏိထုတ်ကုန်အချို့အပေါ်မြတ်တမ်းမှုတိုက်ဖြတ်ရေးအခုကိုငါတစ်ချမှတ်ခဲ့ကြောင်းအစိုးရ၏အကြောင်းကြားချက်အရသိရသည်ဤရွေးပြောင်းမှုသည်အိန္ဒိယသံမဏိလုပ်ငန်းကိုတရုတ်ရောက်သူများမှစွန့်ပစ်ခြင်းမှကာကွယ်ရန်ရည်ရွယ်သည်စတားစီးပွားရေးအတိတ်များ WION ကဲ့သို့သောဝါစုများတွင်ကုန်သွယ်မှုစီးပွားရေးနှင့်ဗန္ဒာရေးဆိုင်ရာသတင်းများအပါအဝင်နောက်ဆုံးထွက်တရုတ်စီးပွားရေးအတိတ်များကိုတင်ရှာတွေ့နိုင်ပါသည်စတားလက်ရှိရေးရာတရုတ်နိုင်ငံ၏နိုင်ငံရေးမျက်မှောက်ရေးရာတဲ့အခြားအရာများဆိုင်ရာနောက်ဆုံးရသတင်းများအတွက် WION သို့မဟုတ်ကဲ့သို့သတင်း channel များကိုထူးထူးခြားခြားသတင်းဖြင့်တိုက်ရိုက်မှန်မှန်မှုများအတွက်ကြည့်ပါ တရုတ်သတင်းများတွင်နောက်ဆုံးရသတင်းများကိုအမြဲမပြတ်ရှိနေရန်အကြံပြုထားသောရင်းမြစ်အချို့တစ်ထပ်သုံးထပ်ပါဝင်သည် စတားနောက်ဆုံးထွက်တရုတ်သတင်းကောင်းကြီးပိုင်းများအထူးသတင်းများနှင့်တိုက်ရိုက်မှန်မှန်မှုများကိုပံ့ပိုးပေးပါသည် စတား WION စတားထိပ်တန်းနှင့်နောက်ဆုံးထွက်တရုတ်သတင်းများအထူးသတင်းများနှင့်ခေါင်းစီးများကိုကမ်းလှမ်းသည် တိကျအကြောင်းအရာသို့မဟုတ်သတင်းရင်းမြစ်တစ်ခုအတွက်နောက်ထပ်အချက်အလက်များကိုလိုချင်ပါသလားဤဒီမှာမြန်မာနိုင်ငံမြန်မာတစ်ထပ်မှနောက်ဆုံးရသတင်းများစတားကရင်တော်လှန်ရေးအရှိန်ရလာသည့်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ဒီထိုင်းနယ်စပ်အနီးရှိမြန်မာစစ်ကူများကိုအနိုင်ယူပြီးအဓိကရာထူးများကိုသိမ်းပိုက်ကစစ်အစိုးရကိုစန့်ကျင်သည့်အရှိန်အဟုန်ကိုရရှိခဲ့သည် စတားကချင်ပြည်နယ်တွင်တိုက်ပွဲများကချင်လူလတ်ရေးတပ်မတော် KIA တင့်မြန်မာစစ်တပ်တို့တိုက်ပွဲများကြောင့်ဖားကဲ့ဒေသတွင်အရက်သားအချို့တစားကန်အဖြစ်ဖမ်းဆီးခံခဲ့ရသည်
စတားစစ်အစိုးရဤတန်တမန်ရေးရာကြိုးပမ်းမှုများမလေးရှားသည်မြန်မာစစ်အစိုးရတင်အပြစ်အခက်ရစဲရေးသက်တမ်းတိုးရန်တောင်းဆိုခဲ့ပြီးနိုင်ငံ၏အကြံအတီကိုဖြည့်ရှင်းရန်အတွက်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိရန်တွန်းအားပေးခဲ့သည်စတားအာဆီယံဖြန့်ဖြည့်ရေးကြိုးပမ်းမှုများကိုဝေဖန်ခြင်းအာဆီယံ၏နောက်ဆုံးဖြန့်ဖြည့်ရေးကြိုးပမ်းမှုမှာမြန်မာစစ်အစိုးရ၏လုပ်ရများကိုတားဆီးရန်သို့မဟုတ်အယက်သားများအပေါ်စစ်ပွဲကိုရပ်တန့်ရန်လုံလောက်စွာလှုံ့ဆော်ခြင်းမရှိသည့်အတွက်ဝေဖန်ခံခဲ့ရသည်စတားစီးပွားရေးရုံးကန်ရမှုများပြည်လည်မည်ပြက်လက်မှုသည်မန္တလေးငတင်ဒုက္ခမှုကြောင့်ထိခိုက်သည့်ဒေသများတွင်ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများကိုအဟန့်အတားဖြစ်စေပြီးထိခိုက်ခံစားရသူများပုံမှုဆိုးရွားလာခဲ့သည်စတားစစ်အစိုးရကိုဆိုင်ကျင်ချင်းချင်းတော်လှန်ရေးသည့်အချို့သောနေပင်များတွင်မြန်မာစစ်အစိုးရ၏တိုးတက်မှုကိုပိတ်ဆို့ခဲ့ပြီးကမ္ဘာအရပ်ဘက်အဖွဲ့အစည်းများကစစ်အစိုးရချင်းထိထွေးဆက်ဆံခြင်းကိုရပ်တန့်ရန်အာဆီယံကိုတိုက်တွန်းခဲ့သည်နောက်ဆုံးထွက်သတင်းများအတွက်အေယာဝတီသို့မဟုတ်အေယာဝတီသတင်းကဲ့သို့သတင်းရင်းမြစ်များကိုစစ်ဆေးကြည့်ရှုရန်စဉ်းစားပါဤဒီမှာအီရန်နိုင်ငံမှာလက်တလောသတင်းများစတားလုံခြုံရေးအစ္စလမ်မစ်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC ဒီအီရန်နိုင်ငံတောင်ပိုင်းအထူးသဖြင့်ပြည်နယ်ရှိလုံခြုံရေးစံကြေရေးကွန်ရက်ကိုဖျက်သိမ်းလိုက်ပြီးစတားနိုင်ငံတကာဆက်ဆံရေးအီရန်တဲ့အိုမန်တို့သည်အပြန်အလှန်စီးပွားရေးဆက်ဆံရေးကိုအားဖြည့်ရန်တည်ရရှိတည်တံ့ခိုင်မြဲသောတိုးတက်မှုကိုမြင့်တင်ရန်ရည်ရွယ်ချက်ဖြင့်ဘာလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရန်နည်းလမ်းများကိုဆွေးနွေးနေကြသည်နိုင်ငံခြားရေးဝန်ကြီးကအီရန်နျူကလ িয়ার အစီအစဉ်အပေါ်ပြည်တင်အီရတ်တီချက်ကိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီးသုံးမြချွေဝချင်းဆိုင်ရာအယူအဆကိုပယ်ချခဲ့သည်စတားစီးပွားရေးရရှိသောအီရန်၏ဆက်မှုလုပ်ငန်းတင်ပို့မှုသည်တိတိကျကျ41ရာခိုင်နှုန်းတိုးလာသည်ကိုတွေ့ရပြီးရရှိသွင်းကုန်လုပ်ငန်းရှင်များသည့်အီရန်၏ဆက်မှုကဏ္ဍစွမ်းဆောင်ရည်များဖြင့်ပုံမရင်းနှီးလာကြသည်ထို့အပြင်အီရန်သည်3နှစ်အတွင်းအသားဆိုင်တခြားသည့်ငပြောသည့်များထုတ်လုပ်ရာတွင်ဖူလုံစေရန်ရည်မှန်းထားသည်စတားအားကစားအီရန်လက်ရွေးစင်တောင်ပိုင်းကစားသမားဒီ၎င်းဤခေယိုအေရှာကလပ်တင်ထုတ်ဆက်ခဲ့ပြီးဒီတစ်သုံးများတစ်လေးမှ35ဖိုင်နယ်သို့တက်ရောက်သွားခဲ့သည်စတားတန်တမန်ရေးဒေသတွင်းငင်းချမ်းရေးဖြင့်လုံခြုံရေးတိုးမြင့်ရန်အီရန်တင်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်ပါကစ္စတန်သုံးများချုပ်ကကတိပြုခဲ့သည်အီရန်အရာရှိများထံမှအဓိကကိုးကားချက်အချို့အမေရိကန်အခြားအစ္စရေးမဟာမိတ်တွေကဂါဇာကမ်းမြောင်မှာလူမျိုးတုံးတပ်ဖြတ်မှုမှာပါတုံညပတ်သက်မှုတွေအတွက်တာဝန်ရှိတယ်လို့အီရန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။အီရန်ဒီအိုမန်၏နျူကလ িয়ার ဆွေးနွေးပွဲအတွက်အဆိုပြုချက်များကိုပြန်လည်သုံးသပ်နေသည်ဟုနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။ဒီခြားအကြောင်းအရာသို့မဟုတ်သတင်းရင်းမြစ်တစ်ခုအတွက်နောက်ထပ်အချက်အလက်များကိုလိုချင်ပါသလားဒီမှာ US တစ်ထပ်မှာလက်တလောသတင်းအတိတ်အချို့ဖြစ်သည့်စတား FBI တင်ဇန်နဝါရီလ6ရက်အဓိကရုဏ်းများ FBI တရိုက်တာကဇန်နဝါရီလ6ရက်အဓိကရုဏ်းအတွင်း FBI ရင်းမြစ်များရှိနေခြင်းဖြစ်ပတ်သက်၍ FBI ညွှန်ကြားရေးမှူးက FBI ခေါင်းဆောင်များ၏ရခိုင်ထုတ်ပြန်ချက်များချင်းဆန့်ကျင်ဘက်ဖြစ်နိုင်သည်ဟုဆိုသည်စတား NASA အာကာသယာဉ်မှူးများတင်တို့သည်ရှုပ်ထွေးမှုများကြောင့်နိုင်ငံတကာအာကာသစခန်းတွင်တရှိနေထိုင်ပြီးနောက်၎င်းတို့၏ပြန်လည်ထူထောင်ရေးအဆင့်ကိုပြီးစီးခဲ့ကြသည်၎င်းတို့သည်ယခုအခါ NASA ပနာမလှုပ်ဆောင်မှုများတွင်ပါဝင်လျက်ရှိသည်စတားအမေရိကန်တရုတ်ဆက်ဆံရေးအမေရိကန်ကကုမ္ပဏီများကိုတရုတ်နိုင်ငံသို့ရောင်းချခြင်းကိုရပ်တန့်ရန်တစ်နိုင်ငံအကြားတင်းမာမှုများမြင့်တက်နေခြင်းတွင်တရုတ်ကျောင်းသားဗီဇာများကိုထိန်းနှင်းရန်အမေရိကန်ကအမိန့်ပေးခဲ့ကြောင်းသိရသည်စတားအခွန်အကောက်များတင်ကုန်သွယ်မှုဖက်တရတရားရုံးတစ်ခုသည်ဤကမ္ဘာလုံးဆိုင်ရာအကောက်ခွန်များကိုတန်ခတ်ခဲ့ပြီးအပြုသဘောဆောင်သောချီးပွဲတုံ့ပြန်မှုများကိုရယူခဲ့သည်စတားနိုင်ငံရေးအဆိုပြုထားသောအခွန်ဥပဒေမူကြမ်းကိုဝေဖန်ပြီးနောက်ဤအဖွဲ့မှနှုတ်ထွက်ခဲ့သည်စတားနိုင်ငံတကာဆက်ဆံရေး USAUAE တို့သည်
အားလုံးအတွက်အခမဲ့ဆွေးနွေးနေကြပြီးအမေရိကန်ပြည်တွင်းလုံခြုံရေးအကြီးအကဲသည်သူမ၏ agency ၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအငြင်းပွားမှုများကြားတွင်ပါရင်းသို့သွားရောက်လည်ပတ်စဉ်စတားခန့်အပ်မှုများဒီစီးရီးယားဆိုင်ရာအမေရိကန်အထူးတန်တမန်အဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီးတူရကီနိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်အသစ်ကနောက်ထပ်တာဝန်ကိုထမ်းဆောင်မည်ဖြစ်သည်နောက်ဆုံးပေါ်သတင်းများအတွက်တင်သည်ကိုစစ်ဆေးနိုင်သည်သို့မဟုတ်သုံးထပ်ပစ်ထပ်ကဲ့သို့ကြော်ကြားသောတည်ရင်းမြစ်များသို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ole bang chingai sun ne yamo tua dana ki jang thei di na tua hiam siam le mate hoi na salel hiale comment angel sinole o hoi na sak lo mo ina atop dong nongai sang manina nakpi takina lungdam ma hi